လာပါစောင်းကိုရီးသားချိလိုက်ယောက်ျားကအပြိုးကြီးပဲလုံနေမှာလားလို့မိနေတဲ့လူဖြေလိုက်မယ်နဲ့စောင်းကိုအောက်ကိုယောက်ျားဆို no ပဲစောင်းအောက်ကိုမဲ့ယောက်ျားဆို yes နော်စောင်းခုခေတ်ကယောက်ျားတွေကမိန်းမတွေအောက်ကိုပြီးထမိန်နာခိုးစားရယောက်ျားတွေများတယ်အဲ့တော့ကို့အောက်ကိုမှာတော့ကိုအပြိုးကြီးလုံနေမှာပေါ့ကိုအောက်ကိုစားနိုင်တောင်းနိုင်လေကိုအောက်အေးဆေးပဲဒါမလို့လူဘွားကြီးလားတခိုင်မှာတော့အသက်30ကျော်40အတွင်းမှာတော့လူဘဝကြီးရဲ့ဘဝရဲ့အကျိုးပေးခံစားမှုတွေကိုတော့ခံစားဖို့တော့အကူအမေယောက်ျားဆိုရင်တော့နည်းနည်းစဉ်းစားကြည့်အကူအမေယောက်ျားဆိုရင်တော့စောင့်စဉ်းစားကြည့်လာရကျိုးနဲ့အောင်လို့ယူကြည့်မယ်အလိုလိုက်မလားချစ်ပေးမလားပြည့်စုံထားမလားဒါဆိုရင်တော့ okay စိတ်ဝင်စားတယ်လို့မလို့တော့ no ကိုအာကိုရင်တော့ no ပဲ